ဒီနေ့မနေ့ခင်လေးရဲ့ခေါင်းစဉ်လေးကတော့စစ်မှန်သည့်ချမ်းသာခြင်းလို့ပြောလိုက်ရင်တင့်ကောင်းတယ်မှာဘာကိုအရင်ပြည့်မြင့်တယ်လဲငွေကြေးအာဏာနဲ့ကျမ်းမာခြင်းလားလူတော်တော်များများကဖျားသခင်ကို ATM ဆက်တစ်ခုလို့သဘောထားပြီးကိုလိုချင်တာတွေရဖို့ပဲကိုးကွယ်နေကြပါတယ်ဒါပေမဲ့တတိယပါလောကီစည်းစိမ်တွေဟာခဏတာပဲဖြစ်ပြီးစစ်မှန်တဲ့ချမ်းသာခြင်းကတော့တင့်ရဲ့ဝိညာဉ်ရေးရာကျယ်ဝခြင်းပဲဖြစ်ပါတယ်ပစ္စည်းဥစ္စာတွေပြည့်စုံနေပေမဲ့ငြိမ်သက်ခြင်းမရှိရင်အဲ့ဒါဟာတကယ်ချမ်းသာတာလားစစ်မှန်တဲ့ချမ်းသာခြင်းဆိုတာအခြေအနေတွေကောင်းနေလို့ပျော်နေတာမဟုတ်ပါဘူးအခက်အခဲတွေဆင်းရဲခြင်းတွေကြားမှာတော့ဘုရားသခင်ရဲ့ညီသက်ခြင်းကိုခံစားရတာဟာအကြီးမားဆုံးသောကြွယ်ဝမှုပါတမန်တော်ပေါလုကငါသည်ဆင်းရဲခြင်းကိုလည်းသိကြွယ်ဝခြင်းကိုလည်းသိလို့ပြောခဲ့ပါတယ်သူ့ရဲ့ချမ်းသာခြင်းဟာအိတ်ကက်ထေကငွေပေါ်မှာမမူတည်ပဲသူ့ကိုခွန်အားပေးတဲ့ခရစ်တော်ပေါ်မှာမူတည်ခဲ့ပါတယ်တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်တိမောသေဩဝါဒစာပထမစာဆောင်အခန်းကြီး6အပိုင်ငယ်6ရောက်ရဲသောစိတ်ပါလင်ဖျားဝိ၌မွေ့လျော်ခြင်းသည်ကြီးစွာသောအကျိုးစီးပွားမှန်၏ကျမ်းမာခြင်းချမ်းသာခြင်းတွေကဖျားသခင်ပေးတဲ့ကောင်းချီးဖြစ်နိုင်ပေမဲ့အဲ့ဒါတွေဟာယုံကြည်ခြင်းရဲ့ရည်မှန်းချက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရည်မှန်းချက်ကခွတ်တော်နဲ့တူလာဖို့ဖြစ်ပါတယ်စစ်မှန်တဲ့ချမ်းသာခြင်းဆိုတာအပြစ်လွတ်ခြင်းခံရတာဘုရားသခင်ရဲ့တာသမီဖြစ်ရတာနဲ့ကောင်းကင်နိုင်ငံမှာအမွေခံရမှာတွေကိုသိရှိနားလည်ခြင်းပဲဖြစ်ပါတယ်လောကီຢာတွေနောက်ကိုပဲလိုက်မနေပါနဲ့ဘုရားသခင်နဲ့ယဉ်ကျေးဖို့ကိုပဲအရင်ရှာပါဒီနေ့သင်ရဲ့နှလုံးသားကိုလောကီစည်းစိမ်တွေထဲမှာမမြုပ်နှံထားပါနဲ့ဘုရားသခင်ပေးတဲ့ယုံရဲခြင်းနဲ့ညီသက်ခြင်းကိုရှာဖွေပါအဲ့ဒါမှသာသင်ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးသူဖြစ်လာပါလိမ့်မယ်ကျမ်းစာသို့ရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်